ကဲအားစီတို့မင်္ဂလာပါနော်ကျွန်တော်ဒီ ZK 8021လို့ကျွန်တော်အတန်ဆန်းပြပေးမယ်ခင်ဗျာနော်သူကအမှန်တကယ်ဆိုလို့ရှိရင်အမှန်တကယ်ဆိုရင်ဒီကောင်ကဒီ10လက်မလည်းနိုင်တယ်ခင်ဗျာနော်10လက်မဆက်ဥပါတစ်လုံးရယ်နောက်ပြီးတော့ဒီ6ခွဲဟိုပါပေါ့ဒီမေးဟိုက်မောင်းမဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးနှစ်လိုင်းအတွဲရမယ်ခင်ဗျာနော်ဒီဘက်ကတော့ဆက်ဥပါခင်ဗျာနော်ဟုတ်ကဲ့နောက်သူအတန်တော်လေးကျွန်တော်ဆန်းပြပေးမယ်ခင်ဗျာဒါဆက်ဥပါရဲ့ဒီ control ပေါ့နော်အခုဒါတော့ mid အတွက်ပေါ့ခင်ဗျာနော်ဒါတော့ဘောလုံး control ဒီ main ပေါ့နော်ဒါကျွန်တော်အတန်ဆန်းပြပေးမယ်နော်ကဲသူ့ဘေးတန်လေးကျွန်တော်ထည့်မယ်နော်ကဲဒါသူ့ဘေးတန်လေးခင်ဗျာအားစီးတွေကျွန်တော်တော့လောဆယ်တော့ဒီချစ်လက်မလေးနဲ့ကျွန်တော်အတန်ဆန်းပြပေးတာခင်ဗျာမှားလို့เนาะ6ခွဲလေးနဲ့ကျွန်တော်အတန်ဆန်းပြပေးတာခင်ဗျာเนาะဟုတ်ကဲ့ခင်ဗျာเนาะလွယ်သောဆက်များကျွန်တော်ဒီမှာအတွဲလိုက်လေးတွေကျွန်တော်ဒီမှာဆင်ပြီးတော့เนาะမှာယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးပါခင်ဗျာ